Assalamu alaikum wa rahmatullahi wa barakatuh. Chikiliza bado tadna tokashin turosin paunu khmya. Manafa nasakuni ni bodowuni ha arfat ni phit de. Edi ni ga ni di la ko 31ရက်ထိအောင်ဂျာကာလာကိုအယမှုတရှိလို့ခေါ်တဲ့လင်းဝင်တောက်ပါခြင်းရက်ဒီဖြစ်တဲ့ဒီရက်ဒီမှာကျွန်တော်တို့ဖရတ်နမတ်ဖတ်ပြီးတိုင်းတက်ဘီကိုရွတ်ဆိုကြတယ်အဲ့ဒီတက်ဘီရွတ်ဆိုခြင်းဟာတာမန်အမိန့်တစ်ခုပဲလားဆိုတဲ့သဘောကလုပ်ရင်ဆောင်းပြတယ်မလုပ်ရင်ဘာမှပြဿနာမရှိဘူးဆိုတဲ့အနေထားမျိုးလားဒါမှမဟုတ်မလုပ်မနေရတာဝန်တစ်ခုလားနောက်ပြီးတော့ဒီတက်ဘီနဲ့ပတ်သက်ပြီးတော့မှတချို့တွေက Allahu Akbar Allahu Akbar နှစ်ကြိမ်ပါရာဖတ်တယ်တချို့က3ကြိမ်ပါရာဖတ်တယ်ကျွန်တော်တို့ကဘယ်တက်ဘီကိုဖတ်ရမလဲတခါပြီးတော့ဒီတက်ဘီဖတ်မယ်အချိန်တွေကဘယ်တော့လဲဘယ်နေ့ရက်ဖတ်ရမလဲစတဲ့မိကုန်းလေးရဲ့အဖြေကို inshallah တာလာဒီကနေ့အတူချုံပြီးမှဒီဗီဒီယိုမှာတင်ပြပြဖို့အတွက်ရည်ရွယ်ထားတယ်ဆိုတော့ပထမဆုံးမိကုန်းကဒီတက်ဘီရွတ်ဆိုခြင်းဟာရှရီယတ်တရားတော်မှာဘယ်လိုတာဝန်ရှိတာလဲမုစတဟဘ်လားဆွန်နတ်လားဝါဂျစ်လားဆိုတော့အဖြေကဘာလဲဆိုလို့ရှိရင်မလုံမနေရတာဝန်လို့ခေါ်တဲ့ဝါဂျစ်တာဝန်တစ်ခုဖြစ်တဲ့ဒါဟာမုစတဟဘ်ကိစ္စတစ်ခုမဟုတ်ဘူးနောက်တစ်မေးခွန်းတစ်ခုကဒီအယာမူတရှိကမှာကျွန်တော်တို့ဘယ်တက်ဘီကိုရွတ်ဖတ်ကြမလဲဒါနဲ့ပတ်သက်ပြီးတော့မှဟာဒီသ်တော်တွေထဲမှာဒီတက်ဘီနဲ့ပတ်သက်ပြီးတော့ဖတ်ရွတ်နိုင်တဲ့ပုံစံတချို့လာရှိတယ်အဲ့ဒီထဲကမှကျွန်တော်တို့ဟန်နဖီမဇ်ဟ်ဝင်တွေနဲ့ဟမ်ဘလီမဇ်ဟ်ဝင်တွေကတက်ဘီနှစ်ကြိမ်ပါတဲ့ပုံစံကိုရွေးချယ်ခဲ့တယ်ဆိုလိုတဲ့သဘောက Allahu Akbar Allahu Akbar ဆိုမှကျွန်တော်တို့နှစ်ကြိမ်ဖတ်တယ်အဲ့တော့ပြီးတဲ့နောက်ပိုင်းမှာလာအီလာဟ်အီလ္လာဟ် Allahu Akbar ဖတ်တယ်အဲ့ဒီနောက်မှာ Allahu Akbar wa lillahi alhamd ကိုဖတ်တယ်အဲ့တော့ပထမအဦးဆုံးမှာ Allahu Akbar Allahu Akbar ကိုကျွန်တော်တို့ကနှစ်ကြိမ်ဖတ်တယ်ဒါပေမဲ့အီမမ်ရှာဖီရမ်တူလာတခင်နဲ့အီမမ်မာလစ်ရမ်တူလာတခင်တို့ရဲ့ထံမှာကတက်ဘီကို3ကြိမ်ဖတ်တယ်ဆိုလိုတဲ့သဘောက Allahu Akbar Allahu Akbar Allahu Akbar La ilaha illallah Wallahu Akbar Allahu Akbar wa lillahi alhamd ဆိုပြီးမှသူတို့ကပထမအဦးဆုံးတက်ဘီကို Allahu Akbar ဖတ်တဲ့နေရာမှာသူတို့က3ကြိမ်ဖတ်ကြတယ်အဲ့တော့တချို့သောပုံကိုယ်တွေကအဲ့ဒီထဲမှာနောက်ဆုံးမှာ Allahu Akbar Allahu Akbar La ilaha illallah Wallahu Akbar Allahu Akbar wa lillahi alhamd ဆိုတဲ့စကားလုံးပြီးသွားတဲ့နောက်ပိုင်းမှာAllahu Akbar kabira walhamdulillahi kaseera wa subhanallahi bukratan wa asila ဆိုပြီးမှလည်းတချို့တွေကဖတ်ကြတယ်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာတချို့ကသူတို့ရှိဖတ်တာတို့တချို့ကတခြားသောစလုံးတွေဖတ်တာတို့ဒါမျိုးတွေအများကြီးရှိတယ်အဲ့တော့အဲ့ဒီအရာတွေအကုန်လုံးဟာဆိုလို့ရှိရင်ဖတ်လို့ပိုင်တဲ့ပုံစံတွေကြီးပဲဖြစ်တယ်သို့တော့ကျွန်တော်တို့ကဟန်နဖီမဇ်ဟ်ဝင်တွေဖြစ်တဲ့အပေါ်မှာဟန်နဖီမဇ်ဟ်အရာတော့ကျွန်တော်တို့က Allahu Akbar Allahu Akbar နှစ်ကြိမ်ကိုပဲကျွန်တော်တို့ဖတ်တယ်ဆိုတော့သူများတွေကစိုးနေတယ်ကိုကလည်းအဲ့ဒီအရာတွေကိုရတယ်ဆိုလို့ရှိရင်လိုက်ဆိုလိုက်ဘာမှပြဿနာမရှိဘူးဒါပေမဲ့ဒါကိုသွားပြီးတော့မှကျွန်တော်တို့ကဘီဒတ်ဖြစ်တယ်တို့ဒီလူတွေဘာဘီဒတ်လောက်တာလဲဆိုပြီးမှအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကပြဿနာတော့မရှာသင့်ဘူးအဲ့တော့ဒီကိစ္စကိုတမင်တကာခွဲပြီးမှပြောရတဲ့အကြောင်းရင်းကမဇ္ဇပ်တွေရဲ့အကြောင်းတွေကိုတေချာတီးတန့်ပြောရတဲ့အကြောင်းရင်းကဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့နေတဲ့နိုင်ငံဟာဆိုလို့ရှိရင်မွတ်စလမန်တွေနိုင်ငံတကာကလာတဲ့မွတ်စလမန်တွေစုပေါင်းနေတဲ့နေရာဖြစ်တယ်အဲ့တော့မဇ္ဇပ်မတူတဲ့လူတွေတနေရာထဲမှာနမတ်ဖတ်တယ်အဲ့တော့အဲ့လိုနမတ်ဖတ်တဲ့အခါမှာသူတို့ကငါတို့လုပ်တယ်လို့ဘာလို့လိုက်မလုပ်ကြတာလဲဆိုတော့အမြင်မကြည်မှုတွေမဖြစ်အောင်လို့နမတ်နဲ့ပတ်သက်လာလို့ရှိရင်တခြားသောကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ကမဇ္ဇပ်တွေရဲ့အကွဲလေးတွေကိုကျွန်တော်တို့သိတင်တယ်အဲ့တော့ကျွန်တော်တို့တစ်ခါမှာအာလင်တာသနာပညာရှင်တွေတောင်မှပဲဒီထဲမှာမဇ္ဇပ်ရဲ့အကွဲလေးကိုမသိတဲ့ပုံမှာဒီလူတွေကငါကြောင်နေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာတွေကိုကျွန်တော်တို့ကြားနေရတယ်ဒါဟာတော်တော်လေးကိုမကောင်းတဲ့ကိစ္စဖြစ်တယ်အဲ့တော့ရှရီယတ်တရားတော်မှာကျွန်တော်တို့မဇ္ဇပ်ကြီး၄ပါးရှိတယ်အဲ့ဒီမဇ္ဇပ်၄ပါးမှာဘယ်မဇ္ဇပ်ဝင်တွေကဘယ်ပုံစံလုပ်လဲအဲ့ဒီအရာကိုကျွန်တော်တို့ကအတိမတ်ပြုရမယ်ဒါကိုကျွန်တော်တို့ကသူတို့မဇ္ဇပ်အရာမှန်ကန်တယ်လို့ကျွန်တော်တို့မှတ်ယူရမယ်ဒါကိုဘီဒတ်ဖြစ်တယ်လို့ဒါမှမဟုတ်လို့ရှိရင်ဒါကိုမလုပ်တဲ့ကိစ္စတို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုမှကျွန်တော်တို့သွားပြောလို့မရဘူးကိုမဇ္ဇပ်နဲ့ကိုသွားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီတက်ဘီကိစ္စမှာလည်းပဲသူများတွေကအကယ်၍ Allahu Akbar 3ကြိမ်ဖတ်တယ်ကိုကတိထားရမယ်ဒါဟာအီမမ်ရှာဖီရမ်တူလာတခင်နဲ့အီမမ်မာလစ်ရမ်တူလာတခင်တို့ရဲ့ထံမှာဒါဟာတက်ဘီကဆိုလို့ရှိရင်သူတို့ထံမှာ3ကြိမ်ဖြစ်တယ် Allahu Akbar Allahu Akbar Allahu Akbar 3ကြိမ်ဖတ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဟန်နဖီမဇ္ဇပ်ဖြစ်လို့ကျွန်တော်တို့က2ကြိမ်ဖတ်တယ်ဆိုလို့ရှိရင်လည်းဖတ်လိုက်ဘာမှပြဿနာမရှိဘူးအကယ်၍ကိုကတယောက်တည်းဖြစ်နေတယ်သူတို့ကအများဖြစ်နေသူတို့ဖတ်မယ်ဆိုလို့ရှိရင်လည်းဖတ်လိုက်ဘာမှပြဿနာမရှိဘူး
နောက်တစ်ချက်ကတော့ကျွန်တော်တို့တက်ဘီကိုရွတ်ဖတ်မယ်နေ့တွေကဘယ်နေ့တွေလဲဟလာအချိန်ကရောဘယ်အချိန်တွေလဲဆိုတော့လည်းပတ်သက်ပြီးတော့မှအဲ့တော့ဖတ်မယ်နေ့တွေကတော့ဇီလ်ဟဂျ်လာ9ရက်နေ့ဆိုတဲ့သဘောကအာရဖတ်နေ့ရဲ့ဖဂျ်အချိန်ကနေစပြီးတော့မှကျွန်တော်တို့နေစပြီးမှဖတ်မယ်အဲ့တော့အဆုံးသတ်မှာကတော့ဇီလ်ဟဂျ်လာ13ရက်နေ့ဟလာအဆာနမတ်အချိန်ထိအောင်ဖြစ်တယ်အဲ့တော့အားလုံးပေါင်းနမတ်အချိန်ရေပေါင်း23ချိန်ရဲ့နောက်မှာကျွန်တော်တို့ရွတ်ဖတ်မှာဖြစ်တယ်အဲ့တော့ပြန်တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်9ရက်နေ့ဖဂျ်ကနေစပြီးတွက်မယ်ဆိုလို့ရှိရင်ဟလာအဲ့ဒီ9ရက်နေ့မှာနမတ်9ချိန်ရှိမယ်10ရက်နေ့မှာ9ချိန်ရှိမယ်တခါ17ရက်နေ့12ရက်နေ့ဟလာအားလုံးရက်4ရက်အပြည့်ရမယ်ဒါအချိန်20ဖြစ်မယ်နောက်ပြီးတော့လို့ရှိရင်ဟလာ73ရက်နေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟလာဖဂျ်ရဲ့ဇဟော်ရဲ့အဆာရဲ့ဆိုတော့3ချိန်ပဲဆိုတော့အားလုံးပေါင်း23ချိန်ပဲဖြစ်လိမ့်မယ်အဲ့တော့အချိန်ကတော့ဟလာနမတ်အချိန်ဖရတ်နမတ်ဟလာဆိုတဲ့ဘောကဒီဖရတ်နမတ်ဒီဖာဇီအိုင်ပေါ့နော်အဲ့တော့ဖာဇီအိုင်နမတ်ပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဆလမ်လှည့်လိုက်တယ်ဆလမ်လှည့်ပြီးသွားတာလည်းကျွန်တော်တို့တခြားအလုပ်တွေမလုပ်ဘဲနဲ့တစ်ဆက်တည်းယူဖတ်မှာဖြစ်တယ်အဲ့တော့တစ်ဆက်တည်းဆိုတဲ့လူသဘောကလည်းကျွန်တော်တို့ဟလာဆလမ်လှည့်ပြီးတာနဲ့ဟလာအစ္စလာမ်အလိုင်ကွမ်ရဟ်မတ်တူလာအစ္စလာမ်အလိုင်ကွမ်ရဟ်မတ်တူလာလို့ပြောပြီးသွားတာနဲ့အသက်တော်မရှိအားဘူးအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာဆိုပြီးမှဖတ်ခိုင်းတာမဟုတ်ဘူးအီမမ်ကဟလာဆလမ်တော်မဆုံးသေးဘူးအနောက်ကမုတ်တဒီတွေကဒီဗာလေအလ္လာဟူအက်ဘာကိုယူဖတ်တော့တခါရောက်လို့ရှိရင်မသိရင်အီမမ်ကိုပဲဟလာထောက်နေတဲ့ပုံစံလိုဖြစ်တယ်လို့ဆိုအသက်မရှူအားအောင်လို့အသက်မရှူအားလောက်အောင်ဟလာတစ်ဆက်တည်းဖတ်ခိုင်းတော့ပြောတာမဟုတ်ဘူးဟိုတစ်ဆက်တည်းဆိုတဲ့သဘောကအကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့ကဟလာနမတ်ကိုစောင့်တည်ရမယ်ဆိုလို့ရှိရင်ဟလာစောင့်တည်ခွင့်ရှိတဲ့ပုံစံနော်ဆိုတဲ့သဘောကဟလာစကားမပြောမိတာတို့ဟလာထိုင်နေရနေထမတော်လိုက်တာတို့ဟလာစားလိုက်တာတောက်လိုက်တာတို့တခါတမီတက်လေးလေလိုက်တာတို့ဒီလိုလုပ်တွေမလုပ်ထားဘူးဆိုလို့ရှိရင်အဲ့ဒီလိုမလုပ်ရသေးတဲ့အချိန်ကာလအနေထားကိုဆိုလိုတာဖြစ်တယ်အဲ့တော့အကယ်၍များလူတယောက်ကဟလာဆလမ်လှည့်ပြီးသွားတဲ့နောက်ပိုင်းမှာအဲ့ဒီလိုခုနပြောပြတဲ့လားဟိုလေလိုက်တာတို့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လားစကားပြောလိုက်တာတို့ထိုင်အားနေထသွားလိုက်တာအဲ့လိုမျိုးလုံးမိသွားတယ်ဆိုလို့ရှိရင်တော့တက်ဘီရွတ်ဖတ်ဖို့အတွက်အချိန်မကျန်ရှိတော့ဘူးရွတ်ဖတ်လို့မရတော့ဘူးအဲ့တော့ရွတ်ဖတ်လို့မရတော့ဘူးဆိုတော့သူတာဝန်ကြည်သွားလားဆိုတော့တာဝန်လည်းမကြည်ပါဘူးဒါပေမဲ့အဲ့ဒီတာဝန်မကြည်သွားလို့ကစောပြန်လုတ်เสียဆိုလို့ရှိတယ်ရှရီယတ်တရားတော်ပုံစံမပြထားဘူးမလုတ်လိုက်မိတဲ့အပေါ်မှာသူ့အနေနဲ့တောင်းပါတစ်ခုပဲလုတ်လို့ရမယ်သူတခြားနေရာမှာအစားထိုးပြီးမှအဲ့ဒါအခုကျွန်တော်တို့နမတ်ပြီးလို့မဖတ်လိုက်ရလို့နောက်နမတ်တစ်ချိန်မှာဖတ်လိုက်မယ်အပူတစ်ချိန်ဖတ်လိုက်မယ်လို့ဒါမှမဟုတ်လို့ရှိရင်နောက်တစ်ရက်မှာပြန်ဖတ်လိုက်မယ်လို့တတိယရက်ချိန်မှာပြန်ဖတ်လိုက်မယ်လို့အဲ့ဒါလိုမျိုးလုပ်လို့မရဘူးအဲ့တော့နောက်တစ်ခုကအခုနောက်တွက်ပြတဲ့အချိန်မှာဟလာနမတ်23ချိန်လို့ကျွန်တော်နေပြောပြတယ်။ဆိုလိုတဲ့ဘောကဖာဇီအိုင်ရဲ့နောက်မှာကျွန်တော်တို့ဒီတက်ဘီကိုရွတ်ဆိုရတာဖြစ်တယ်။အဲ့တော့ဆိုတော့ဒီဝီတနမတ်တို့အီနမတ်တို့လို့လာဝါဂျစ်နမတ်စီမှာမပါတော့ဘူး။အဲ့ဒီတိုင်းပဲဟလာဂျနာဇာနမတ်မှာဆိုလို့ရှိရင်ဂျနာဇာဖာဇီကီဖာဖြစ်တဲ့ပုံမှာသူလည်းပဲဂျနာဇာရဲ့နောက်မှာတက်ဘီကရွတ်ဆိုစရာမလိုတော့ဘူး။ဒါပေမဲ့အီနမတ်နဲ့ပတ်သက်ရင်တော့မွတ်စလမန်တွေကကိဆက်ဆက်ကလေးကနေစင်ကဲသူဟာလက်တွေ့တင်ပေးတင်ယူလောက်လာတဲ့ပုံစံမှာအီဒမတ်စပီတက်ဘီကိုရွတ်ဖတ်ခဲ့ကြတယ်နောက်ပြီးတော့လည်းအီဒမတ်ဆာဂျမာတ်နဲ့ရွတ်ဖတ်ရတဲ့အတွက်ကြောင့်မလို့အီဒမတ်စပီသွားရင်တော့တက်ဘီရွတ်ဖတ်မယ်ဆိုလို့ရှိရင်လည်းပြဿနာမရှိဘူးဖတ်လို့ရတယ်ဆိုပြီးမှသာသနာပညာရှင်တွေကတင်ပြကြတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီဇီလ်ဟဂျ်လာ9ရက်နေ့အရဖတ်နေ့ဟလာဖဂျ်ဂျင်းကနေစပြီးတော့မှဇီလ်ဟဂျ်လာ73ရက်နေ့အဆာဂျာမှာလွတ်ခဲ့တဲ့ဟလာနမတ်တွေကိုဒီ9ရက်ထဲမှာမဖတ်ပြန်ပြီးမှကစားဖြည့်တာမဟုတ်ဘူးဟလာတခြားရက်ဒီမှာเนาะဒီ9ရက်လုံပြီးတော့မှကျွန်တော်တို့ကစားဖြည့်တယ်ဆိုလို့ရှိရင်เนาะဆလမ်လက်ပြီးတော့ပြီဆိုလို့ရှိရင်တက်ဘီတရှိကဆိုကြမလို့ဒါကစားနဲ့ပတ်သက်ပြီးမှဒါပထမဆုံးသိတဲ့တစ်ချက်ပေါ့လေเนาะနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်အကယ်၍ဒီ9ရက်ထဲမှာလွတ်ခဲ့တဲ့ဟလာနမတ်တွေကိုဒီ9ရက်ထဲမှာပဲကျွန်တော်တို့ကပြန်ပြီးတော့မှဖြည့်တယ်ဆိုလို့ရှိရင်เนาะတက်ဘီဆိုအောင်ဆိုလိုတဲ့သဘောကဟလာဒီအာရဖတ်နေ့ရဲ့ဖဂျ်နမတ်ကိုကျွန်တော်တို့ကဖတ်ဖို့အတွက်နောက်ကျပါတယ်အဲ့တော့အဲ့ဒီအာရဖတ်နေ့မှာကျွန်တော်နေဇဟော်ပြီးတော့မှပြန်ဖြည့်တယ်သို့မဟုတ်ကအဆာပြီးတော့မှပြန်ဖြည့်သို့မဟုတ်ကဒီအခုပြောတဲ့9ရက်ထဲမှာကျွန်တော်နေပြန်ဖြည့်တယ်ဆိုလို့ရှိရင်เนาะအဲ့ဒီနမတ်ပြီးသွားပြီဆလမ်လဲပြီးသွားပြီဆိုလို့ရှိရင်တက်ဘီတရှိကိုရုပ်ဖတ်ရမှာဖြစ်တယ်ဒါပေမဲ့အကယ်လို့များလူတယောက်ကဟလာဒီရက်9ရက်ထဲကနမတ်ကိုမဟုတ်ဘူးเนาะလွန်ခဲ့တဲ့ဟလာတခြားသောပုံမှန်ကျွန်တော်တို့ကစားတွေဖတ်နေတယ်အဲ့ဒီကစားတွေဖတ်နေတဲ့ထဲကနေဟလာဒီရက်ထဲမှာလည်းကျွန်တော်ကစားနမတ်ကိုဖတ်တယ်အဲ့တော့ဖတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆလမ်လှည့်ပြီးသွားပြီဆိုလို့ရှိရင်တက်ဘီရွတ်ဖတ်မလားဆိုရင်เนาะရွတ်ဖတ်ဆရာမလိုဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒါဟာအယာမူတရှိရီရဲ့ရက်ထဲမှာလွတ်ခဲ့တဲ့ဟလာကစားနမတ်မဟုတ်တဲ့အတွက်ကြောင့်ဖြစ်နောက်တစ်ချက်ကအကယ်၍များကျွန်တော်တို့ကဟလာလွန်ခဲ့တဲ့နှစ်က
ဇီလ်ဟဂျ်လ9ရက်နေ့ကနေဇီလ်ဟဂျ်လ13ရက်နေ့ကြားမှာလွတ်ခဲ့တဲ့နမတ်ကိုဒီနှစ်ထဲမှာကျွန်တော်တို့ကပြန်ဖတ်မယ်ဆိုလို့ရှိရင်ဒီနေ့ရဲ့အယာမူတရှိရိကရဲ့ထဲမှာကျွန်တော်တို့ပြန်ဖတ်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့အနေနဲ့ဆလမ်လက်ပြီးသွားရင်တက်ဘီတရှိရိကိုရွတ်ဖတ်စရာမလိုဘူးဆိုတော့ကဇောနမတ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အနေနဲ့အချက်၃ချက်ကိုကျွန်တော်တို့မှတ်လိုက်ရင်အဆင်ပြေသွားမယ်အင်ရှာအလ္လာဟ်တာလာပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဇီလ်ဟဂျ်လ9ရက်နေ့ကနေ13ရက်နေ့ကြားထဲမှာလွတ်ခဲ့တဲ့နမတ်ဖြစ်ရမယ်အယာမူတရှိရိကရဲ့ထဲမှာတက်ဘီရွတ်ဖတ်ရမယ်ဆိုတဲ့နမတ်တွေလွတ်ခဲ့တယ်ဆိုတဲ့နမတ်မျိုးဖြစ်ရမယ်ပြီးတော့လို့ရှိရင်ဒီနှစ်ကကဇောဖြစ်ရမယ်ဒီနှစ်ကကဇောဖြစ်ရမယ်နောက်ပြီးတော့လို့ရှိရင်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ပြန်ဖြည့်တဲ့အခါမှာလည်းပဲအဲ့ဒီအယာမူတရှိရိကအတော်အတွင်းထဲမှာပဲပြန်ဖြည့်တာဖြစ်ရမယ်အဲ့ဒီအချက်၃ချက်ပြည့်စုံတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့အယာမူတရှိရိကရဲ့တက်ဘီတရှိရိကိုရွတ်ဖတ်မှာဖြစ်တယ်အကယ်၍အဲ့လိုမှမဟုတ်ဘူးအဲ့ဒီအချက်၃ချက်စီကံချက်တွေကတစ်ချက်တစ်ချက်နဲ့မကိုက်ညီခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့တက်ဘီတရှိရိကိုရွတ်ဖတ်စရာမလိုတော့တက်ဘီနဲ့ပတ်သက်ပြီးတော့မှတခုခုမရှင်းတာရှိတယ်သိကျင်တာရှိသေးတယ်ဆိုလို့ရှိရင်ကောမမှာမေးမြန်းနိုင်ပါတယ်အင်ရှာအလ္လာဟ်တာလာကျွန်တော်အနေနဲ့အတတ်နိုင်ဆုံးအမြန်ဆုံးဖြည့်ပေးတော့ဖို့အတွက်ကြိုးစားတော့ပါမယ်မြေတော်မူတော်လို့ရှိရင်ကျွန်တော်တို့အားလုံးရဲ့လူရဆန္ဒအဝဝကိုဖြည့်ဆည်းပေးနာတော်မူပါစေကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်တွေကိုလက်ခံတော်မူပြီးတော့မှကျွန်တော်တို့ရဲ့အခက်အခဲတွေအားလုံးကိုလည်းလွယ်ကူစေတော်မူပါစေဝါခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်